နိုင်လောက်ရှိတဲ့ YouTube ဗီဒီယိုတစ်ခုကိုစားစောင်းမကြည့်ပဲနဲ့အဓိကလိုချင်တဲ့ main point တွေကိုသိကြမှာလား Google ကထုတ်ထားတဲ့ Notebook Alan ကအဲ့ဒါကိုဖြည့်ရှင်းပေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ YouTube ဗီဒီယိုတွေကိုကျွန်တော်တို့ Notebook Alan အသုံးပြုပြီးတော့မှ summary ထုတ်တဲ့နည်းတွေပြီးတော့ကျွန်တော်တို့သိချင်တဲ့အဓိကအချက်တွေကိုထုတ်တဲ့နည်းရယ်ပြီးရင်ကျွန်တော်တို့ content တစ်ပုဒ်ဖန်တီးပြီးတော့ဘယ်လိုပြန်ပြီးတင်ဆက်ရမလဲဆိုတဲ့နည်းလမ်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီမှာဆုံးအနေနဲ့ကျွန်တော်ရဲ့ Chrome browser ဖွင့်မယ် Chrome browser မှာကျွန်တော်ရိုက်ရှာမယ်ဟာကျွန်တော်တို့ notebook Alan ပေါ့နော်notebook Alan ရလိုက်မယ် notebook Alan ရပြီးဒီ notebook Alan ဆိုတဲ့စာမျက်နှာလေးကိုတွားမယ်နော်အဲ့ဒီမှာဒီ try notebook Alan ဆိုတာလေးကိုဆက်နေမယ်ဒီ notebook Alan နဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကပထမဆုံး setting တွေအရင်ပြင်ထားဒီ setting file နေရာလေးကိုတွားမယ်တွားပြီးသွားရင်ကျွန်တော်တို့ဒီမှာ output language ဆိုတာရှိ output language ရဲ့နေရာမှာကျွန်တော်တို့ကဒီမြန်မာဆိုတာလေးကိုရွေးထားမှာနော်အဲ့ဒါမှကိုမြန်မာလို့နားလည်မှာပေါ့ဒီလိုထုတ်ပေးတဲ့ဘာသာစကားကမြန်မာလို့ပေါ်စီခြင်းနဲ့ဆိုရင်မြန်မာလို့ရေးရမှာပေါ့နော်အဲ့ဒါကျွန်တော်တို့မြန်မာလေးရေးလိုက်ရွှေပြီးတော့ကျွန်တော်တို့က summary လုပ်ချင်တဲ့ YouTube ဗီဒီယိုတစ်ခုကိုကျွန်တော်တို့ထည့်အဲ့တော့ကျွန်တော်တို့ summary လုပ်ချင်တဲ့ဗီဒီယိုကိုကျွန်တော်တို့ YouTube မှာသွားရှာအောင်နော်အဲ့တော့ကျွန်တော်ဒီ YouTube ထဲဝင်လိုက်မယ်ဝင်ပြီးတော့ဆိုရင်ကျွန်တော်သိချင်တဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်ဒီလိုပေးချရတယ်နော်ရှာရဒီဇာကာပေါ့နော်ဒီဇာကာကိုကျွန်တော် summary လုပ်အဲ့ဒါဆိုရင်တခြားတွေလည်းကျွန်တော် summary လုပ်ထားရှိရယ်ဒီ audio တွေနဲ့ပြန်လုပ်ထားရရှိရယ်နော်ဒီမှာနိုင်တွေဆိုရင်3နာရီကျော်ကြာရှိရယ်ဒါပေမဲ့ကျွန်တော်ဒီ summary တခြားလူတွေ summary လုပ်ထားတဲ့ဒီ9မိနစ်စာလေးကျွန်တော်ဆက်လုပ်ပြလိုက်မယ်။ဘာလဲဆိုတော့ကျွန်တော်နိုင်ကြာသွားရင်ထောက်တဲ့ချင်လည်းကြာတော့မလို့ကျွန်တော် line တွေတိတ်မကောင်းဖြစ်နေလို့ဟာ။အဲကျွန်တော်ဒီ video ကိုကျွန်တော် summary လုပ်ချင်တာဖြစ်တဲ့အတွက် novella written by Henry ရဲ့ link လေးကိုကျွန်တော် copy ယူရမှာဖြစ်တယ်နော်။အဲတော့ဒီအောက်က share ချော်လေးနေပြီးသွားရင်ကျွန်တော် copy ယူပြလိုက်မယ်။ copy ယူပြီးရင်ကျွန်တော်ကဒီ notebook Alan ဆိုတဲ့ထဲကိုသွားမယ်။သွားပြီးသွားရင်ကျွန်တော်ဒီမှာ create new notebook ဆိုတာရှိရနော်အဲ့ထဲကိုလိုက်ပါအဲ့မှာကျွန်တော်တို့ကဒီ website က link နေလည်းရတယ်ကျွန်တော်တို့ဒီမှာ upload file ဆိုပြီးတော့ကို download ဆွဲထားတဲ့ file တစ်ခုကိုကျွန်တော်တို့ upload file ထည့်လိုက်ထည့်ပြီးတော့မှဥပမာကျွန်တော်တို့ဒီစာတွေပေါ့နော်စာအုပ် file တွေကျွန်တော် download ဆွဲထားရှိတယ်ဒီ upload file တွေနေပြီးတော့မှကျွန်တော် file လေးကိုထည့်ပေးလိုက်ရင်ဒီစာအုပ်တစ်အုပ်ကကျွန်တော်တို့အရှိကြီးကိုဖတ်နေကြမလို့တော့အချင်းချုပ်ကိုကျွန်တော်တို့နားလည်တော့ဆိုရယ်နော်သူကအချင်းချုပ်ပြီးတော့ကျွန်တော်တို့နှုတ်ပြန်ထုတ်ပေးမှာပေါ့နော်ဒါအခုကျွန်တော်က YouTube တဲကဗီဒီယိုလောက်မှာဆိုတော့ဒီ YouTube website မှာ YouTube ပုံလေးပါဒီကျွန်တော် Google Drive ကနေလည်းရတယ် copy text လုပ်လို့လည်းရတယ်နော်ကျွန်တော်ဒီမှာဒါ YouTube link ကိုထည့်မယ်တော့ဒီ link ကိုဒီနားမှာပိတ်ချလိုက်မယ်နော်ပိတ်ချပြီးရင်ဒါ insert ဆိုတာလေးကျွန်တော်တစ်ချက်နေလိုက်ဒီနားလေးမှာဒါအဝိုင်းလေးလဲပြီးတော့သူကချပြီးတော့လှုပ်ဆောင်နေနော်ဒီလှုပ်ဆောင်နေတဲ့ချိန်မှာကျွန်တော်တို့ဒါဘာသာပြန်ပြီးတော့ပေါ်လာမလဲဆိုဒီမှာကြည့်လိုက်တန်လိုက်ရင်တက်စီ6ပွဲရမှာပေါ့နော်ဒါ Henry Jane အမည်ရှိတဲ့ Henry Jane ရဲ့ရေးထားတဲ့ The Ten of the Story အမည်ရဲ့တထည့်ရေပုံဝတ်ထုတ်တော့ကအင်္ဂေါ်ဆရာမဒုနဲ့ဒီဆော့ရဲ့ကလေးတို့ကြာထူးဆန်းတဲ့ဖြစ်နေတယ်ဒီကတိုင်းကြတာအဓိကတော့ဗျာကျွန်တော်တို့ကအချင်းချင်းနားလည်ဖို့ဒါဒီ notebook Alan ကိုတုံးပြလို့ရတယ်နော်ဒီမှာတခြား setting တွေလည်းပါသေးတယ်ကျွန်တော် mind map ဆိုတာလည်းရှိတယ်ဒီမှာ audio တွေနဲ့လည်းထုတ်လို့ရတယ် video ပုံစံနဲ့လည်းထုတ်လို့ရတယ်ကျွန်တော်အခု video ပုံစံနဲ့လည်းကျွန်တော်ထုတ်ပေးတော့မယ်နော် video ပုံစံနဲ့လည်းထုတ်လို့ရတယ် mind map ဆိုတာတော့ကျွန်တော်တို့တနေ့တာလှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်တွေကျွန်တော် mind map ပြန်လုပ်လို့ရတယ်ဒါတွေနောက်ပိုင်းကျရင်ကျွန်တော်အပိုင်းလေးတွေပေါ်ပြီးကျွန်တော်လည်း
တိတ်ဆက်ပြီးပါမယ်အခုကျွန်တော်ကဒါစာသားအနေနဲ့ထုတ်လိုက်တာနော်ဒီဝတ္ထုတို့ထဲမှာကလေးနှစ်ယောက်နဲ့ဝိညာဉ်နဲ့ကြားနေဆက်ဆက်မှုဘယ်လိုပေါ်ပြထားလဲဆိုဒါဆက်တဲ့မိကုန်းတွေကိုကျွန်တော်တို့ထပ်ပြီးမေးလို့ရတယ်ကျွန်တော်တို့သိကျင်တဲ့ဇလန်တစ်ပုဒ်ကိုကျွန်တော်တို့အချင်းချင်းဇလန်စဆောင်ကြီးကြည့်နေကြမလို့တော့မင်းစနာကြည့်လို့ရတယ်နော်အဲတော့ကျွန်တော်ကအခုcontent တစ်ခုအနေနဲ့ပြန်တင်ဖို့စားတယ်ကျွန်တော် video တစ်ခုပြန်ထုတ်အဲတော့ကျွန်တော်ဒီ video overview ဆိုတာလေးလည်းထုတ်မယ်ဒီ audio အနေနဲ့လည်းကျွန်တော်ထုတ်မယ် audio အနေနဲ့ကျွန်တော်ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီကဒီ video နဲ့ပတ်သက်ပြီးအပြန်အလှန်ဆွေးနွေးတဲ့ AI နဲ့တန်မဲ့ခုထွက်လာအဲကျွန်တော်စမ်းပြပေးမယ်နော်ဒီအားလေးကိုတစ်ချက်ခလစ်လိုက်အဲဒါကျွန်တော်ခဏလေးစောင့်ပေးရတယ်ဒီမှာအောက်မှာ generate audio overview တဲ့ဒါစပြီးတော့မှဒီလောက်ဆောင်နေနော်အဲ့ဒီကျွန်တော် video လည်းတစ်ခါလေးလောက်ထားလိုက်တယ် video ကတော့နည်းနည်းလေးကြာနေတယ်ဒီမှာမှကျွန်တော်တို့ကလိုချင်တဲ့ပုံစံပေါ့နော်တစ်ခါလေး short video ပုံစံ video ထားမလားဒါမှမဟုတ် explainer ရှင်းပြတဲ့ပုံစံထားမလားဒါမှမဟုတ် cinematic video style ထားမလားပေါ့နော်ဒါလေးပုံကြိုက်လို့နေနေရတယ်ဒီမှာလည်းကိုကဘယ်လိုပုံစံနဲ့ဒီ video ထုတ်ပေးခြင်းတယ်ပေါ့နော်ဒါလေးလည်းလောက်ဆောင်လို့ရတယ်ကျွန်တော်ကတော့ဒါဘာမှမနေတော့ generate ဆိုရင်ချက်လိုက်လိုက်အဲကျွန်တော်ဒီဘာ up ကလေးမှာကနှစ်ခုလေးလောက်ဆောင်နေပါနော်အဲ overview အနေနဲ့ကြည့်မှဆိုရင်ဒါ video လည်းလောက်မယ်ဒီ audio အနေနဲ့လည်းလောက်ဆောင်ပေးနော်ကျွန်တော်တို့ကဒါလေးကိုခဏလေးစောင့်လိုက်ပါဒါဆိုရင်ကျွန်တော်တို့က audio file လည်းရပြီ video လည်းရပြီအဲဒီမှာကျွန်တော်တို့ audio file နဲ့ video file နှစ်ခုရရနော်အဲ့တော့ကျွန်တော် audio file လေးကိုအရင် click ကြည့်မယ် audio file မှာတော့သူကဒီကျွန်တော်တို့အခု YouTube ကနေရိုက်ရှာခဲ့တဲ့ဇလန်ဟိုသူကအချင်းချုပ်ပြီးတော့မှ pocket ပုံစံမျိုးပြောထားတာပေါ့ဗျာတယောက်နဲ့တယောက်အမြင်ဆွေးနွေးတဲ့ပုံစံမျိုးစကားပြောတဲ့သူနှစ်ယောက်ပြန်လည်ဆွေးနွေးထားတဲ့ပုံစံမျိုးသူကဆွေးနွေးထားတာ audio file ပေါ့ဒီ audio file လေးကိုကျွန်တော်တို့ဒီမှာ download ဆွဲပြီးတော့မှလည်းဒါကျွန်တော်တို့ရုပ်ပုံလေးတွေနဲ့ဒါစက်ဝင်ကားလေးတွေကိုကျွန်တော် AI နဲ့ပုံလေးထုတ်ပြီးတော့မှတုံးပြလို့ရတယ်ဗျဒီ AI အတန်လေးကိုနောက်ခံထားပြီးအဲ့လိုမျိုးဇလန်တစ်ခုဖန်တီးနေရအဲ့တော့ကျွန်တော်ဒီ audio file လေးကိုနားထောင်ကြည့်အောင်ဒါသူတို့ရဲ့ summary လုပ်ထားတဲ့ quality ကောင်းမကောင်းလေးကိုတစ်ချက်နားထောင်ကြည့်နော်မှုတွေကဝင်ရောက်နေရှင်အမှန်တရားဆိုတာကြည့်ရှုသူရဲ့စိတ်ချနေတဲ့ကြိုတင်ယုံကြည်ခါမှုတွေပေါ်မူတည်ပြီးလုံးဝပြောင်းလဲတွန်းတက်လို့ပါဒါဆိုရင်ပြင်းထန်တဲ့ဖိအားတဲ့အောက်ရောက်နေတဲ့စိတ်တစ်ခုအတက်ဆိုရင်လက်တွေ့ကဘာနဲ့စိတ်ကူးရင်ကဘာကြားကနေနေမိဟာလုံးဝပျောက်ကွယ်သွားနိုင်တယ်ပေါ့အတိအကျပါပဲရှင်တကယ်ကိုပျောက်ကွယ်သွားနိုင်ပါတယ်ကဲဒါဆိုရင်ဒီနေ့အသေးစိတ်လေးလာဆွေးနွေးမှုမှာအဲ့ဒီလိုဝီဝါနေတဲ့အမှန်တရားတစ်ခုကြောင်းပြောကြအောင်ဗျာဟုတ်ကဲ့ဘလို့အကြောင်းအရာလေးများဖြစ်မလဲရှင်ဟုတ်လေ Grace Sabers ကနေရယူထားတဲ့ YouTube ဗီဒီယိုကိုအခြေခံပြီးဆွေးနွေးသွားမှာပါဒီဗီဒီယိုက1990ခုနှစ်မှာစာရေးဆရာ Henry James ရေးသားခဲ့တဲ့ The Turn of the Screw ဆိုတဲ့နာမည်ကျော်တီးထင်ရင်ဖို့ဝတ္ထုလိုရှည်ကြီးအကြောင်းလေ့လာသုံးသပ်ထားတာဖြစ်ပါတယ်ဗျာအော်စိတ်ဝင်စားစရာပဲဒီဇလန်ကတော်တော်လေးနာမည်ကြီးတော့ပေါ့နော်ဟုတ်တယ်ဗျာကဲဒါဆိုရင်ဒါသူတို့အပြန်လန်ပြောထားတဲ့အချင်းချင်းပုံစံမျိုးလေးဒါနားထောင်နေရဖြစ်တယ်နော်ကျွန်တော်တို့ဒီစာအုပ်တွေပေါ့နော်ကျွန်တော်ဒီ audio book တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ PDF file နဲ့ down ပြီးတော့ဆွဲထားတဲ့စာအုပ်တွေပဲဖြစ်ဖြစ်ဒါမျိုးလေး notebook element မှာကျွန်တော်တို့က summary လုပ်ပြီးတော့မှကိုသိကျင်တဲ့ main point တွေကိုကျွန်တော်အချိန်တိုအတွင်းနဲ့ဒါဖတ်ရှိလို့ရတယ်ဆိုတော့ကျွန်တော်ပြပြပေးချင်တာပြီးတော့ကျွန်တော်ပြောလို့ပဲဒီ file လေးကို download ဆွဲပြီးတော့မှကိုကရုပ်ပုံလေးတွေထုတ်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့ YouTube video ဖန်တီးတာပဲဖြစ် TikTok မှာ video ဖန်တီးရပဲဖြစ်ဒါလုပ်လို့ရတယ်နော် movie review ပုံစံမျိုးလေးပေါ့ဗျာဒါအခု file ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ video clip လေးကိုတစ်ချက်ဖွင့်ကြည့်အောင် video clip လေးကဘယ်လိုပုံစံနဲ့လာမလဲဆိုတော့သူကကျွန်တော်တို့ပြောလို့ပဲဒီ image ပုံစံတွေနဲ့ဒီဇာတ်ကားရဲ့ပုံစံတွေကိုသူကဖန်တီးပြီးတော့နောက်ခံစကားပြောနဲ့လာဒါကိုကျွန်တော်တို့ကဘယ်လိုဖြန့်ညက်ကလုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ platform တွေမှာပြင်တင်လို့ရမလဲဆိုတာဒီဒါကျွန်တော်ဒီနေ့ပုံပြပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီ video လေးကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်အောင် 10-year-old
boy's struggles ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ရ grip of his caretaker. She screams at an apparition only she sees. Moments later, the boy is dead. This leaves us with a chilling question. Did a ghost frighten him to death, or did she She meets a wealthy gentleman and becomes instantly infatuated with him. He offers her the position of caring for his niece and nephew at his remote estate. ဒါဆိုရင်ကျွန်တော်တို့က movie တစ်ပုတ်ကိုသူကဇလန်ပြန်ပြောတဲ့ပုံစံမျိုးထုတ်ပေးသွားဒီဗီဒီယိုကျွန်တော်တို့က download ဆွဲပြီးတော့မှဒါကျွန်တော်တို့ဖြတ်ညက်ကကလေးလုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ channel တွေမှာတင်မယ်ဆိုရင်ကျွန်တော် content တစ်ပုတ်အနေနဲ့ဖန်တီးလို့ရတယ်အဲ့တော့ဒီဗီဒီယိုကိုခြေခံပြီးတော့မှဒါလူကြီးမင်းတို့အနေနဲ့ movie ဇာတ်ကြောင်းပြောတဲ့ပုံစံမျိုးလုပ်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကိုသိချင်နားလည်ချင်တဲ့ဇာတ်လမ်းတွေဗီဒီယိုတွေစာအုပ်တွေကိုကျွန်တော်တို့ကအကျဉ်းချုပ်ပြီးတော့ပြန်နားထောင်ချင်မလားဒါဒီနည်းလမ်းနဲ့ပဲလုပ်လို့ရတယ်ဆိုတာလေးကိုကျွန်တော်ကပြောပြပေးရဖြစ်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ဘယ်လိုနည်းပညာတွေကိုလာအောင်မယ်ဆိုတော့စောင့်မျှော်ကြည့်ရှုပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်